Hello guys, what? Okay, yeah,ဒီနေ့မှာတော့ Sakuras အမလီ Sakuras ကိုစီမီလာဂိမ်းထဲမှာပေါ့နော် Euro တွေမတည်သေးတဲ့ပေါ့နော် Sakuras ကိုစီမီလာဂိမ်းထဲမှာစောင်းနေသတိမထားမိတဲ့အချက်ကလေးတွေကိုပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီအချက်လေးတွေကလည်းတချို့ YouTuber ပြောပြတဲ့ဒီ Sakuras ကိုစီမီလာဆော့တဲ့ YouTuber တွေပေါ့နော်အဲ့ဒီပြောပြတဲ့အချက်လေးတွေနဲ့တူလို့ရှိရင်လည်း like ကော်ပြီးရလို့မပြောကြပါနဲ့ကျမကဗီဒီယိုတင်ဖို့ရှိရပေါ့နော်ဒါပေမဲ့ဒီ game ကိုပြန်ပြီးတော့မနေ့ပြန်တောင်းရတာပေါ့နော်ဒီဂိမ်းတခြားဂိမ်းတွေကိုဖြတ်ပြီးဒီဂိမ်းကိုပြန်တောင်းတာပါဗီဒီယိုလည်းလုံးဝဒီ YouTube မှာပြန်တင်လို့မရဘူးပေါ့နော်အဆင်မပြေဘူးဘယ်လိုဖြစ်နေရလဲမသိဘူးဖို့ပါပေါ့နော်အဲ့ဒါဒီနေ့မှာပြန်တင်လို့ရတယ်အကုန်လုံးအဆင်ပြေတဲ့အတွက်ခီတီပြန်လာတာပဲဖြစ်ပါတယ်ခေဗီဒီယိုတွေစတိုက်တင်ပေးပါပါခေကြောင်းမေးရကြရင်9ပုံ6ပုံလောက်ကိုတင်ပေးဖို့ရှိရပေါ့နော်ခီတီဇလာလေးလည်းတင်ဖို့ရှိပါတယ်ဒါကြောင့်ခီတီရဲ့ဗီဒီယို like subscribe လုပ်ခဲ့ပေးကြပါကဲဒါဆိုလို့ရှိရင်လေးတွေပန်းမနေပဲနဲ့ဗီဒီယိုလေးကိုစောင့်လိုက်ရအောင်အဆုံးနေရနေနေဒီ pack ပါဒီ pack ကလုံးဝပထမတော့ရိုးရိုးတာမန်လေးပဲပေါ့နော်ဒီလိုမနက်ပိုင်းမှာဆိုလို့ရှိရင်တော့တာမန်ပါပဲဒီအချိန်ပေါ့နော်ဒီအချိန်ကတာမန်ပဲပေါ့နော်ဒါပေမဲ့ menu တွေကိုတစ်ချက်ဝင်ပါ menu တွေကိုဝင်ပြီးတော့ကျမတို့ next time ကိုနှိပ်လိုက်မယ်ပေါ့နော်စနေနေ့လောက်လိုက်မယ်တစ်ချက်ဥပဒေသွားချလိုက်ပါနော်တော်ပြီနေyoအားလုံး guys ဒီမှာပေါ့နော်မှားသွားတာဒီမှာကြည့်12နာရီတီပေါ့နော်အဲ့ဒီအချိန်မှာဒီမှာပေါ့နော်ဂျိုသားလို့ပါလို့အကောင်ပေါ့နော်အဲ့ဒီအကောင်3ကောင်ရယ်နောက်ပြီးတော့ကျမတို့ဒီမှာစူပါမန်လို့ပါလို့ပေါ့နော်သူ့စကားပြောပြီး where is ranger why နဲ့ I am in နဲ့ပြီးချွတ်ဆိုအဲ့ဒါပါပြောတာပေါ့မသိဘူးပေါ့နော်ပြီးတော့ဒီထဲမှာလေတစ်ကောင်ရှိသေးတယ်ဒီမှာဒါကအဲ့ဒါညနေပိုင်းမှာယူသိမှာပေါ့ဒီမှာ I am lost တဲ့ပြောထားတာပေါ့နော်အဲ့ဒီအကောင်ကအဖြူကောင်မှာဒါကဘာလဲဆိုတော့ယူမသိပေမဲ့တချို့ YouTuber တွေပြောတာဒါဂျိုသားလို့ပြောတယ်ပေါ့နော်ဂျိုသားလို့ပြောတာဘာကြောင့်လဲတော့မသိဘူးပေါ့နော်ဂျိုသားလို့ဘာချေလို့ပြောကြလဲတော့မသိဘူးသူကဂျိုသားနဲ့လည်းတော်တော်တူတယ်တလားအဲ့ဒီဟာလေဒီအကောင်ရဲ့ပုံစံကလုံးဝဂျိုသားနဲ့တူတော့ချွေပြောကြမှာဂျိုသားနဲ့တူတယ်ဂျိုသားနဲ့တူတယ်လို့ပြောတာစမ်းပါကဲအဲ့တော့ဒါကထူးဆန်းတဲ့ကိစ္စတစ်ခုလို့လည်းပြောလို့ရပါတယ်ကဲနံပါတ်1နေရာလေးကိုသွားလိုက်ရအောင် let's go နံပါတ်1နေရာအနေနဲ့ဒီကျောင်းမှာဒီကျောင်းကတာမန်ပါပဲဒီမှာကျောင်းကိုလာတယ်ဒီမှာကျောင်းသားတွေကျောင်းသူတွေပေါ့နော်ကျောင်းလာတယ်ကျောင်းမုတ်စားတင်စိန်ကြရင်မုတ်စားတယ်ထမင်းစားရပေါ့နော်ကျောင်းစာတင်ချိန်ကြရင်စာတင်နေပေါ့နော်ဒါကတော့ရိုးရိုးတန်းကိစ္စပါပဲဒါပေမဲ့ဒီထက်မရိုးရှင်းတဲ့အရာတွေရှိသေးတယ်ပေါ့နော်အဲ့တော့ဒီထက်မျိုးရှင်းတဲ့ဟာတွေကျွန်မပြောပြပါမယ်ဒီတကားကြီးကလုံးဝပိတ်နေပေါ့နော်ဒီဘက်ကိုသွားလိုက်မယ်ဆိုလို့ရှိရင်ဒီကားကလည်းပိတ်နေပေါ့နော်ဒါကအကြောင်းရင်းတွေအများကြီးရှိပါတယ်တော့ဒီတကားတွေကိုကျွန်မတို့ဝင်ကြည့်မယ်ဘာတွေရှိမလဲဆိုတာမသိဘူးပေါ့နော်အဲ့တော့မီနူးတွေကိုတစ်ချက်ဝင်ပါမီနူးတွေဝင်ပေါ့နော်မီနူးတွေဝင်ပြီးလို့ရှိရင်propose လေးရတယ် Chera အဲ့တက်လေးရတယ်ဒါပေမဲ့ propose ကပို့ပြီးတော့ကောင်းတယ်ပေါ့နော် propose တဲ့ကိုရအောင်ဒီမှာတစ်ခါရဲ filter ဆိုတော့ပေါ့မယ်အမှဒီဟာလေးကိုနေလိုက်ပေါ့နော် substitute ဆိုတော့အဲ့ဒါနည်းနည်းလေးအပေါ်အောက်ဆိုထိုင်လိုက်ပါမယ်ထိုင်ပေါ့နော်ဒီမှာအရှင်ကိုနေလိုက်ပါမယ်အရှင်နိုင်ပြီးလို့ရှိရင်မီနူးရတစ်ချက်သွားပြီး proposal နိုင်ပြီးလို့ရှိရင်ဒါရှိကိုတိုးကဲကျမတို့ရောက်ပါပြီဒီမှာပေါ့နော်ဒါကတော့ဒီကျောင်းအုပ်အခန်းထဲကိုရောက်သွားတယ်ဘလို့ကြီးလားမသိဘူးကြက်သိမ်းမွေးချင်းနေမှာထားဒီကကျောင်းအုပ်အခန်းလို့ပဲထင်တာဘာဖြစ်လို့ဆိုတော့ဒီလောက်တာနာဖြစ်နေရပေါ့နော်ဒီအပေါ်ကဓာတ်ပုံတွေကတော့ဘာတွေလဲပေါ့နော်ဒီဘောကဓာတ်ပုံတွေနဲ့ဒါကျောင်းတချို့တွေပြောကြတဲ့ဇလန်းလေးတွေရှိရဲဒီကျောင်းအုပ်ကြီးရာသေးဆုံးသွားတာပေါ့နော်ဒီကျောင်းအုပ်ကြီးရ
ရဲ့သူ့ကိုတက်တဲ့ပေါ့နော်တရားခံတွေကိုဒီမှာဓာတ်ပုံရိုက်ထားတာလို့တော့တချို့ကပြောကြတာပေါ့နော်ဒါကတော့ဇလန်းမျိုးစုံပြောလို့ရတာပေါ့နော်ကျမကတော့မသိဘူးမသိရတော့ဒီတိုင်းမထားရပါဘူးဒီ Sakura School Simulator game ထဲမှာတကယ်ဖြစ်ရမှန်လေးရှိရှင်အဲ့ဒါတော့ဒါတချို့သိရသူလေးလည်းရှိကောမမရေးခဲ့ပြကြပါဒီเจ้าရလည်းအပြင်မှာတကယ်ရှိခဲ့ရပေါ့နော်ရှိခဲ့ရဆိုတာဒီเจ้าကအရင်တော့ပေါ့နော်เจ้าကြီးပါရတကယ်ရှိခဲ့မလို့ကျမကတော့ထင်နေရှင်ကဲဒါဆိုရင်နံပါတ်3နေရာလေးကိုသွားကြည့်ကြအောင်နံပါတ်3နေရာအနေနဲ့ကျမဒီအခန်းမှာဒီအခန်းကတော့ကျမသိပြီးပြီပေါ့နော်ကျန်တဲ့အခန်းရှိပါသေးတယ်အဲ့ဒါလိုက်ပြပါမယ်လိုက်ပြဒီခန်းမှာမဟုတ်ဘူးစမနေခန်းနေ F မှာလားမသိအဲ့ဒါကအရင်ကြောက်ပကောင်းနေပေါ့နော်ပြမယ်ဟုတ်ဘူးဟာအမလေးပြဖို့အတိုင်းပဲနေပါလေလောက်ကြဘူးရောဒီ F မှာပဲရှိရပါပြမှာကျမပြမယ်အဲ့ဒါဘေးရောက်သွားလို့မသိဘူး sorry အဘ3F မှာဒီရုပ်ထုကြီးကိုလုံးဝသွားမထိပါနဲ့ထိလိုက်တာနဲ့တခါတည်းပြန်ပြီးတော့ချရပေါ့နော်ဒီရုပ်ထုကြီးကဘာအတွက်လဲတော့မသိဘူးပေါ့နော်ဒီရုပ်ထုကြီးကပြန်ချပါတယ်ရုပ်ထုကြီးကပြန်ချရပေါ့နော်ဒါကတော့တည့်ရသူတွေရှိမှာပါဒီပြီးတော့ဒီအခန်းပေါ့နော်ဒီအခန်းရဲ့ဒီကြောက်ဒီဟာတွေကဒီရုပ်ထုတွေကဘာကြီးတွေလဲတော့မသိပါဘူးမလေးအမလေးအဲ့အယူကြောက်ချက်နဲ့ကျမတော့ကြောက်ကိုထပ်သွားပြတော့ပါရှင်အမလေးမနေပြေးရမယ်တော်ပြေးကျောင်းသားရပြီပေါ့နော်ဒါကတော့အရန်ထူးဆန်းတဲ့နေရာပါဒီနံပါတ်3နေရာတော့အရန်ကြောက်ပေါ့နော်6ချားစရာကောင်းတက်ပြီးမှသွားပြတော့ပါဘူးပြိသက်ကြီးတို့ဒီနံပါတ်3နေရာတော့ကိုယ့်ဘိုက်ကိုမနဲ့မိုးလေးမှသွားကြည့်ပေါ့နော်ဒီမနဲ့မိုးလေးကျမကတော့ညဘက်ကြီးတင်ဆက်နေတာဖြစ်တဲ့အတွက်မသွားရတော့ပါကဲဒါကတော့ထူးဆန်းတဲ့နေရာလေးကိုပြောပြပေးခဲ့တာပါအပိုင်းလေးနဲ့လာမမလို့နောက်အပိုင်းလေးကိုလည်းတင်ပေးပါမယ်ရှင်ဒီနေ့ကတော့ဒီလောက်ပဲမလို့နောက်ခါကျရင်အပိုင်းလေးနဲ့ပြမှာမလို့အပိုင်းစာလေးတွေကိုကြည့်ကျင်နေဆိုလို့ရှင်KTရဲ့ဒီအကောင့်လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦး TikTok ရဲ့ name ကိုလည်း Kiri post မှာတင်ပေးထားတဲ့ TikTok SC လေးကိုလည်း share ပေးကြပါ TikTok SC ရဲ့အကောင့်မှာ Sakura Game ဆော့တော့လာလို့ပြောရင်ကျမအားပြီးပြန်ပေးမယ်ဒါဆိုရင်ကျမရဲ့အကောင့်စစ်စွာယူလို့သိမှာပါအဲ့မှာကျမရဲ့ပုံလေးတွေကိုကြည့်ခဲ့လို့ရပါတယ်ကဲ bye bye ကြာ